ကန်ရဲ့ညချမ်းဟာနေပတ်ကပူပြင်းမှုတွေနဲ့ဆန့်ကျင်ဖက်ပါပဲအနှဲငယ်အေးမြတဲ့လေညင်းလေးတွေကဖျားစေတီတွေကြားကနေတိုးဝစ်အတိုက်ခတ်နေတယ်မောင်လုံးနာနှင်းရင်ကျိုးကိုပကံညစေတန်းလေးခေါ်လာခဲ့တယ်ဒီမှာကြည့်နေရင်ဒါကပကံရဲ့ရိုးရအယိုလေးတွေဒါကတော့ရွန်းတယ်လေးတွေပေါ့မောင်လုံးကစိတ်အားထက်သန်စွာနဲ့ရှင်းပြနေပေမဲ့နှင်းရီကျိုးကတော့စိုက်တန်းလေးတွေအေးမီးရောင်အောင်မှငေးမောနေမိတယ်ဒီမှာတက်ကတော့ဒီမြင်ကွင်းတွေဟာနောက်ဆုံးအချိန်မြင်တွေ့ရမယ့်ပုံငေးလွှာတွေလိုတန်ဖိုးထားနေမိတာပါမောင်လုံးဟိုမှာစီမီပူဇော်နေကြတာလားသူမညွန်ပြတဲ့နေရာမှာတော့ဖျားရမင်းတစ်ခုပေါ်မှာလူတွေကစီမီခွက်ကလေးတွေကိုစီပြီးထွန်းညှိနေကြတာလားမောင်လုံးကပြုံပြီးသူမရဲ့လက်ကိုအမှတ်မထင်ဆွဲကိုင်လိုက်မိတယ်လာလီကျွန်တော်တို့လည်းစီမီပူဇော်ပြီးဆူတောင်းကြမယ်အဲ့ဒီအချိန်မှာမောင်လုံးတတိထားမိလိုက်တာကနှင်းရီချိုးရဲ့လက်ကလေးတွေဟာအေးဆက်နေပြီးတုံကြီးနေအောင်ကိုမှသူမရဲ့မျက်နှာလေးကလည်းစီမီညောင်အောင်မှတောင်ဖူပြောနေဘလို့ပဲနှင်းရီနေမကောင်းဘူးလားလက်တွေကအေးဆက်နေတာပဲအော်မဟုတ်ပါဘူးဒီအတိုင်းလီအေးလို့ညီမှာပါလို့သူမကအမြဲညင်လိုက်ပေမဲ့သူမရဲ့အသက်ရှူတန်းတွေကဖင်းထန်နေတာကိုမောင်လုံးမသိအောင်ဖုံးကွယ်နေရပါတယ်သူတို့နှစ်ယောက်စီမီခွက်ကလေးတွေကိုကင်ပြီးဖျားရှည်မှာဒူးထောက်ထိုင်လိုက်ကြတယ်မောင်လုံးကတော့ဒီမိန်းကလေးနဲ့အမြဲတမ်းအတူရှိပါစေလို့ရိုးရိုးသားသားဆူတောင်းနေချိန်မှာနှင်းရီကျိုးကတော့မျက်လုံးလေးတွေကိုမှိတ်ပြီးတိုးတိုးလေးရွရွနေမိတယ်ကျမမရှိတော့တဲ့နောက်မှာလဲဒီလူသားလေးပကံနေမှာပျော်ရွှင်ပါစေကျမကိုမေ့သွားနိုင်လောက်တဲ့အထိသူခိုက်မှပါစေဘုရားကအပြန်လမ်းလျှောက်နေရင်နှင်းရီကျိုးကရုတ်တရက်ရက်လိုက်ပြီးမောင်လုံးကိုစိုက်ကြည့်တယ်မောင်လုံးတကယ်လို့တနည်းနည်းမှာကျမကဥအုံငလေးဖြစ်သွားခဲ့ရင်မောင်လုံးကျမကိုမှတ်မိဦးမလားဟင်မောင်လုံးကရေမောပြီးဘာတွေပြောနေရလဲနှင်းရီရာဥအုံငကလွမ်းစရာကြီးနှင်းရီကတော့ကျွန်တော်ဘေးမှာအမြဲရှိနေမှာပါလို့ပြန်ပြောခဲ့တယ်ဒါပေမဲ့နှင်းရီကျိုးရဲ့မျက်ဝန်းထဲကမျက်ရည်တဲ့ဇက်ကတော့အမောင်ထဲမှာမိခသွားခဲ့ပါပြီနောက်ထပ်တင်ပေးမယ့်ဇာတ်လမ်းတွေကိုသိနိုင်ဖို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်ကောင်းသောနေ့လေးဖြစ်ပါစေ